ဒီနယံဟာလက်နဲ့ထိတွေ့လို့ရပေမဲ့မျက်စိနဲ့လုံးဝကြည့်လို့မရတဲ့ထူးဆန်းလာတဲ့အတားအဆီးနယံကြီးဖြစ်ပါတယ်ဘယ်သူမှလည်းအဲ့ဒီနယံကိုဖျက်ဆီးပြီးအပြင်သို့ထွက်လို့မရသလိုအထဲသို့လည်းဝင်ရောက်လို့မရကြပါဘူးကုန်ကားတစ်စီးဟာအဲ့ဒီနယံကိုအရှိန်နဲ့သွားရောက်စောင့်မိတဲ့အခါမှာတော့အဲ့ဒီကုန်ကားကြီးဟာစက္ကန့်ပိုင်းအတွင်းမှာတင်ရစရာမရှိအောင်ကြေမွပျက်စီးသွားခဲ့ရပါတယ်ကုန်ကားရဲ့ခေါင်းပိုင်းတစ်ခုလုံးဟာအနောက်ကနောက်တွဲရင်ထားတဲ့သို့ခောက်ဝင်သွားခဲ့တာပေါ့မီတာထောင်ပေါင်းများစွာအမြင့်ကနေဖြတ်တန်းပြန်တန်းဖို့စ조사ခဲ့တဲ့လေရင်ပြန်ကြီးပင်လင်အဲ့ဒီနယံနဲ့ရိုက်ခတ်မိပြီးရစရာမရှိအောင်ပျက်စီးသွားခဲ့ရပါတယ်သို့တော်လည်းအဲ့ဒီအရာကအံ့ဩစရာအကောင်းဆုံးအစိတ်ပိုင်းမဟုတ်သေးပါဘူးဒီမမြင်နိုင်တဲ့နယံကြီးမှာအလွန်အမင်းထူးဆန်းပြီးပြင်းထန်လာတဲ့တန်လိုက်တဲ့စွမ်းအားကြီးလည်းရှိနေခဲ့တာဖြစ်ပါတယ်တမဏိတ္တုပါဝင်တဲ့ပစ္စည်းမှန်သမျှဟာအဲ့ဒီနယံစီတို့တင်းတင်းကြပ်ကြပ်တွားရောက်ကတ်တွယ်နေခဲ့တာပေါ့အင်ဂျီပေါ်မှာတက်ဆင်ထားတဲ့ရဲတစိမ့်အသေးလေးတွေကအစခေါင်းလောင်းစင်ပေါ်မှာချိတ်ဆွဲထားတဲ့ခေါင်းလောင်းကြီးတွေအစုံအကုန်ပါပဲအဲ့ဒီတန်လိုက်တဲ့ရဲ့ဆွဲအားဟာဘလောက်အထိပြင်းထန်တယ်လဲဆိုရင်ပေါင်300လောက်လေးလံတဲ့ဒေးဗစ်ဆိုသူကိုပင်လင်အားနဲ့အတင်းဆွဲယူနိုင်စွမ်းရှိနေခဲ့ပါတယ်ရှော့မကြအောင်ပြုတ်လုထားတဲ့ဖက်နှက်တွေတောင်မှသူ့ကိုထိန်းထားနိုင်စွမ်းမရှိခဲ့ပါဘူးနောက်ဆုံးမှာတော့သူဟာလက်ထက်ရဲ့ဆွဲအားကြောင့်နယံစီတို့ပါသွားခဲ့ရတာပေါ့ရိပ်ရရှိရဲ့လက်ထဲမှာရှိတဲ့တော့တွေပင်လင်အဲ့ဒီနယံစီတို့ပါသွားခဲ့ရပါတယ်ရုတ်တရက်ဆိုသလိုတတုပုံတစ်လုံးဟာနယံစီတို့အရှိန်နဲ့လွင့်စင်လာပြီးရိုက်ခတ်သွားခဲ့တာကြောင့်သူတို့နှစ်ယောက်လုံးအကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်သူတို့တွေဘေးကင်းသွားပြီလို့ထင်မှတ်လိုက်တဲ့တိကျတဲ့စက္ကန့်ပိုင်းမှာတင်ကားတစ်စီးဟာတန်လိုက်ဆွဲအားကြောင့်အလိုလျောက်စတင်ရွှေ့လျားလို့လာခဲ့ပြန်ပါတယ်အဲ့ဒီကားကဒေးဗစ်ကိုတွားရောက်စောင်းတိုက်တော့မဲ့အန်ဒီယေရှိတဲ့စက္ကန့်ပိုင်းမှာပဲရဲအရာရှိဟာဒေးဗစ်ကိုအမြန်ဆုံးတွန်းထုတ်ပေးလိုက်တာပေါ့ဒေးဗစ်ကတော့အန်ဒီယေကနေတီတီလေးလွတ်မြောက်သွားခဲ့ပေမဲ့အဲ့ဒီရဲအရာရှိကတော့ကားတိုက်ခံရပြီးအခင်းဖြစ်ပွားရာနေရာမှာတင်ချက်ချင်းသေဆုံးသွားခဲ့ရပါတော့တယ်အခြားတစ်ဖက်မှာလည်းအခြေအနေတွေဟာပုံမဆိုးရွားလာခဲ့ပါတယ်ဒဲအိုးတွေတန်လိုက်တဲ့ကြောင့်ပါသွားယုံတွေမကပဲဓားတွေထည့်ထားတဲ့တစ်တာတစ်ခုလုံးဟာတကားပေါ်သို့လှံပြန်တွေလိုမျိုးအရှိန်နဲ့တွားရောက်စိုက်ဝင်သွားခဲ့တာပေါ့ကံကောင်းစွာနဲ့ပဲအဆောက်အုံတစ်ခုလုံးပြိုကျပျက်စီးသွားခဲ့တဲ့အချိန်မှာတော့သူတို့တွေဟာဘေးကင်းရာစီသို့အမြန်ဆုံးထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြပါတယ်ဒေးဗစ်နဲ့သူ့ရဲ့အဖွဲ့တွေရဲ့အသေးစိတ်စစ်ဆေးသုံးသပ်ချက်တွေအရအကယ်သူတို့သာဒီပြဿနာအတွက်အဖြေတစ်ခုကိုအမြန်ဆုံးရှာမတွေ့နိုင်ခဲ့ဘူးဆိုရင်တရွာလုံးဟာအမြင့်ပြတ်ပြိုပြတ်ဆုတ်ယုတ်သွားတော့မှာဖြစ်ပါတယ်အတိအကျအဲ့ဒီအချိန်မှာတင်အလွန်အမင်းကြောက်မက်ဖွယ်ကောင်းတဲ့အရာတစ်ခုဟာအဲ့ဒီမမြင်နိုင်တဲ့နယံကြီးပေါ်မှာထပ်မံဖြစ်ပွားလာခဲ့ပြန်ပါတယ်နယံတစ်ခုလုံးဟာစတင်တုန်ခါလာခဲ့ပြီးစူးရှလွန်းတဲ့နားကွဲမတက်အတန်ဆိုးကြီးတွေကိုထုတ်လွှတ်လိုက်တာပေါ့မိန်းကလေးတယောက်ဟာအဲ့ဒီအတန်ကိုကြားလိုက်ရတာနဲ့တပြိုင်နက်ချက်ချင်းသတိလစ်မိတ်မျောသွားခဲ့ရပါတယ်အပြင်ဘက်မှာရှိတဲ့ရွာသူရွာသားတွေလည်းအတူတူပါပဲပြင်းထန်လွန်းတဲ့တန်လိုက်ဆက်ကွင်းစွမ်းအားကြောင့်လူတွေဟာတယောက်ပြီးတယောက်ချက်ချင်းသတိလစ်မိတ်မျောသွားကြပါတော့တယ်